1959ခုနှစ်မှာဖြစ်ခဲ့တဲ့ဒီဖြစ်ရပ်ကဒီနေ့အထိဘယ်သူမှအပြေမရှာနိုင်သေးပါဘူးလူ9ယောက်ဟာရုရှားနိုင်ငံရဲ့နင်းဖုံးနေတဲ့တောင်တန်းဒေသတစ်ခုမှာလျှို့ဝှက်စမ်းကြွယ်စွာတေဆုံးခဲ့ကြပါတယ်ပိုထူးဆန်းတာကသူတို့ရဲ့တဲကိုအတွင်းကနေဓာတ်နဲ့ဖျက်ထားတာတွေတွေ့ရပြီးအပူချိန် -30 ဒီဂရီ Celsius အောက်ကျဆင်းနေတဲ့အချိန်မှာတော့ဖက်နှက်တောင်မစီပဲတဲထဲကနေထွက်ပြေးခဲ့ကြပါတယ်ဒီဖြစ်ရပ်ကို Dialog Pass Incidents လို့ခေါ်ကြပါတယ်1959ခုနှစ် January လ Eco Dialog ဦးဆောင်တဲ့တောင်တက်ကျွမ်းကျင်သူ10ယောက်ဟာယူရဲတောင်ကိုစူးစမ်းခရီးထွက်ခဲ့ကြပါတယ်ခရီးစဉ်အတွင်းအဖွဲ့ဝင်တယောက်ကျမ်းမာရေးမကောင်းလို့နောက်ပြန်လှည့်ခဲ့ပြီးကျန်9ယောက်ကခရီးကိုဆက်နှင်ခဲ့ကြပါတယ်ဖေဖော်ဝါရီတရက်နေ့မှာသူတို့ဟာ Kolosyak လို့ခေါ်တဲ့တောင်ဆောင်တစ်ခုမှာစခန်းချခဲ့ကြပါတယ်ဒေတာခံမန်စီလူမျိုးတွေရဲ့ပါလာစကားအရအဲ့ဒီနာမည်က Mountain of the Dead လို့အဓိပ္ပာယ်ရပါတယ်အဲ့ဒီညမှာဘာဖြစ်ခဲ့လဲဆိုတာဘယ်သူမှမသိခဲ့ပါဘူးသူတို့ပြန်ရောက်ရမယ့်ရက်မှာမရောက်လာတဲ့အတွက်ကဲဆယ်ရေးအဖွဲ့တွေကစတင်ရှာဖွေရေးတွေပြုလုပ်ခဲ့ကြပါတယ်ရက်အနည်းငယ်ကြာပြီးနောက်မှာသူတို့ရဲ့တဲကိုရှာတွေ့ခဲ့ကြပါတယ်ဒါပေမဲ့တဲဟာအပြင်ကနေမဟုတ်ပဲအတွင်းကနေဓာတ်နဲ့ဖျက်ထားတာဖြစ်ပါတယ်ဒါကလူတွေဟာတဲထဲကနေအရေးပေါ်ထွက်ပြေးခဲ့ကြတယ်ဆိုတာပြသနေပါတယ်နင်းပေါ်မှာကြံခဲ့တဲ့ခြေရာတွေကိုလိုက်ကြည့်တဲ့အခါမှာလူတွေဟာတောင်အောက်ဘက်ကိုရှောက်ထွက်သွားတာတွေ့ရပါတယ်ဒါပေမဲ့အများစုကဖက်နှက်မစည်းထားကြပါဘူးတချို့ဆိုခြေအိတ်တောင်မဝတ်ထားကြပါဘူးတဲကနေ 1.5 ကီလိုမီတာလောက်ဝေးတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာပထမဆုံးအလောင်းနှလောင်းကိုတွေ့ရှိခဲ့ပါတယ်သူတို့ဟာမီးဖိုဖို့စ조사ထားတဲ့အထောက်အထားတွေရှိနေပါတယ်နောက်ထပ်3လောင်းကိုတော့တဲစီပြန်သွားဖို့စ조사နေတဲ့လမ်းကြောင်းပေါ်မှာတွေ့ရှိခဲ့ပါတယ်သူတို့ရဲ့တေဆုံးရခြင်းအကြောင်းအရင်းကိုအေးလွန်ကဲမှုလို့မှတ်တမ်းတင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီကိစ္စကဒီမှာမပြီးသေးပါဘူးနင်းတွေအရေးပျော်လာပြီးလအနှဲငယ်အကြာမှာကြံတဲ့4လောင်းကိုတွေ့ရှိခဲ့ကြပါတယ်သူတို့ရဲ့တန်ရာတွေကစုံစမ်းစစ်ဆေးသူတွေကိုအံ့အားတင့်စေခဲ့ပါတယ်တယောက်ကဥကောင်းခွန်ကွဲအပ်နေတယ်နောက်တယောက်ကရင်ဘက်အယိုးတွေကျိုးပဲ့နေတယ်နောက်တယောက်ကရှာမရှိတော့ပါဘူးထူးခြားတာကအပြင်ပိုင်းတန်ရာအနှဲငယ်တာရှိပေမဲ့အတွင်းပိုင်းထိခိုက်တန်ရာတွေကအလွန်ပြင်းထန်နေပါတယ်နှစ်ပေါင်းများစွာလူတွေဟာ EOD တွေအမျိုးမျိုးထုတ်ခဲ့ကြပါတယ်ဂျိုဓာတွေတိုက်ခိုက်ခဲ့တာလားလျှို့ဝှက်စစ်စင်ရေးစမ်းသပ်မှုနဲ့တွေ့ခဲ့တာလားရတီးတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတာလားဒါမှမဟုတ်နင်းပြိုမှုကြောင့်ဖြစ်ခဲ့တာလားဆိုပြီးတော့အမျိုးမျိုးခန့်မှန်းခဲ့ကြပါတယ်2020ခုနှစ်မှာရုရှားအစိုးရဟာဒီအမှုကိုပြန်လည်သုံးသပ်ခဲ့ပြီးနင်းပြိုမှုဟာဖြစ်နိုင်ခြေအများဆုံးအကြောင်းအရင်းဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်ဒါမဲ့လူအများပြားကတော့ဒီရှင်းလင်းချက်ကိုယနေ့အထိမယုံကြည်ကြသေးပါဘူးနှစ်ပေါင်း60ကျော်ကြာသွားခဲ့ပေမဲ့ Dialog Pass Incident ဟာကမ္ဘာပေါ်မှာအကျော်ကြားဆုံးမဖြေရှင်းနိုင်သေးတဲ့လျှို့ဝှက်စမ်းကြယ်မှုတွေထဲကတစ်ခုအဖြစ်ရှိနေသေးပါတင်ကရောအဲ့ဒီညမှာတကယ်ပဲဘာဖြစ်ခဲ့တယ်လို့ထင်ပါတယ်လေဒီလိုမျိုးဖြစ်ရမှန်အကြောင်းအရာတွေကိုပဲအမြဲတမ်းတင်ဆက်ပေးသွားမှာမို့လို့ like and follow လုပ်သားပြီးလို့ရပါတယ်အဆုံးထိနားထောင်ပြီးလို့ကျေးဇူးကပါဆိုင်ရော